ဟယ်လိုဒါကတော့အသက်28နဲ့ညီမလေးနဲ့အသက်33အကိုကြီးတို့လင်မယားအတွဲတို့ရဲ့တနေ့တာအလုပ်သွားတဲ့ဗီဒီယိုဟုတ်ပါတယ်အဆုံးထိကြည့်ပေးပါနော်ပထမဦးဆုံးထားတာနဲ့အင်ဂျီတွေအကုန်လေးတယ်အဲ့ဒါပြီးရင်မျက်နှာတစ်ပါတယ်မျက်နှာကတော့ညတော့တစ်ထားပြီးဆိုတော့လေနော်အထွေထူးတော့မတစ်တော့ဘူးဆက်ပြားတွေမလိမ့်တော့ဘူးတချို့ကတော့မနဲ့စောစောထားနေဆက်ပြားလိမ့်စရာမလိုတော့ပြောတဲ့အဖွဲရှိတယ်ပြီးရင်မျက်နှာကိုပေါ့နော်ပဝါနဲ့တုပ်ဆရာမလို့ဘူးဒီတိုင်းလေနဲ့အချောက်ခံလို့ရတယ်ဆိုတော့ဟာအဖွဲရှိတယ် real life ကတော့အဲ့အဖွဲထဲရပါဆိုတော့ဘာမှမတုပ်တော့ဘူးဒီတိုင်းပဲ moisturizer နဲ့ sun cream နဲ့လိမ့်နေဒါကတော့ဗီဒီယိုရိုက်နေပါတယ်တစ်ချက်တော့ပြုံးပေးပါဆိုပြီးမှချစ်ကိုကြီးကိုပေါ့နော်ပြောတာဟုတ်ပါတယ် okay အခုကတော့အလုပ်သွားဖို့တကားစဖွင့်တာဟုတ်ပါတယ်မနေ့စောစောဆိုတော့အိမ်ကြီးချင်းကလည်းမထသေးဘူးပေါ့နော်အဲဒါကြောင့်တူတူလေးတွားရပါတယ်ဒါကျမတို့နေတဲ့အိမ်မှာအခုက security အထက်ပေါ့နော်တကားတုံးထပ်တော့မှခတ်ရပါတယ်နော်ကဲမနေ့စောစောဆိုတော့ဘူးမှမရှိဘူးပေါ့နော်တခါတလေကတော့လမ်းလျှောက်နေတဲ့လူတွေတော့တွေ့တယ်ဒီမနေ့တော့မတွေ့ဘူးပေါ့နော်အခုကတော့ Trump stop ကိုတွားနေတာဟုတ်ပါတယ်တခါလေအရန်အေးလေးမနေ့ကျတော့ကားနဲ့တွားလိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီမနေ့ကတော့ရတီဥတုကအဆင်ပြေတာပေါ့နော်အဲ့တော့ Trump နဲ့တွားပါတယ်လို့အခုက Trump ပေါ်ရောက်သွားပါပြီလူတွေအများကြီးဆိုတော့မရိုက်တော့ဘူးနော်ကိုချေတော့ပဲကိုရိုက်လိုက်ပါတယ်အဲ့ပြီးအခုကTrump စင်ပြီပေါ့နော်အလုပ်ထဲရောက်ပြီဆိုတော့အခုကအလုပ်စတော့မယ်ဆိုတော့လေနော်ဗီဒီယိုကတော့ရိုက်လို့မရတော့ပါဘူးခဏနေသမင်းစားတဲ့ချိန်ပြန်တွေ့ကြရအောင်နော် real life တို့နှစ်ယောက်ကမနက်မှာအလုပ်လုပ်ရတာတဘောကြပါတယ်စောစောလို့တော့စောစောပြီးသွားတယ်ပေါ့နော်ဒါကတော့အခု break time ဟုတ်ပါတယ် real life တို့အလုပ်မှာ break time က2ခါရပါတယ်ပထမတစ်ခါကျတော့မနက်ပိုင်း9နာရီခွဲကနေ10နာရီထိပြီးရင်နေ့လေ12နာရီကနေ12နာရီခွဲပေါ့လေနော်2ခါ break time ရပါတယ် real life တို့ကအရင်တော့သမင်းကျက်ယူဖြစ်တယ်အခုနောက်ပိုင်းတော့မယူဖြစ်တော့ဘူးเนาะအခုနောက်ပိုင်းဒီလိုမျိုးပေါ့ပေါ့ပမုတ်လေးတွေပဲယူသွားဖြစ်တယ်သမင်း heavy ကျတော့ညနေအိမ်ရောက်မှပဲစားဖြစ်တော့တယ်ပေါ့နော်ဘာလို့ဆိုတော့အချိန်ကုန်တက်တာအောင်ပြီးရင်ကိုလည်းအဲ့လောက်ထိပိုက်မဆောင်နဲ့နော်ခဏဆိုအလုပ်ကပြီးပြီဆိုတော့အခုကတော့အလုပ်ပြီးလို့အိမ်ပြန်တော့မှဟုတ်ပါတယ်အိမ်ပြန်ဖို့အတွက်ကတော့ Trump စီးပြီးမှပြန်ရမယ်ဆိုတော့အခု Trump stop ကိုသွားနေတာဟုတ်ပါတယ်အခုလိုလေးဆရာတော့အရန်ကိုလာနေပြီပေါ့နော်ဒီနေရာလေးကဆောင်းဦးပေါ့လေနော်အခုကအေးပေါ့ဆောင်းရသည်ဟုတ်ပါပြီဒီမှာအရွက်လေးတွေမျိုးအယောင်တွေပြောင်းတော့အရန်လာတယ်ဒါကတော့ Trump အပေါ်မှာရောက်နေပါပြီ okay အခုကတော့အိမ်ရောက်ပါပြီ Trump stop ကနေဆင်းနေတာဟုတ်ပါတယ် real life တို့အိမ်ရောက်ပို့ခဲ့တဲ့ Trump ဟုတ်ပါတယ်ခုကတော့အိမ်ရောက်ပါပြီအိမ်ရောက်ပြီဆိုတော့ဘိုက်ကလည်းစားတယ်ပေါ့နော်တခါလေကျတော့မချက်စားဖြစ်တော့ဘူးနော်တခါလေကျတော့လည်းချက်စားဖြစ်တယ်နေ့တိုင်းတော့မချက်စားဖြစ်ပါဘူးပထမဆုံးအိမ်ရောက်ချင်းကတော့ရေအရင်ချိုးလိုက်ပေါ့နော်ရေအရင်ခတ်တော့လေးချိုးတယ်အဲ့ပြီးဒီညနေကတော့ကျူးကြော်စားပါတယ်ကျူးခောက်ကြော်ပေါ့နော်ပြီးရင်လက်ဖက်တုပ်စားပါတယ်လက်ဖက်တုပ်စားတယ်ပြီးရင်ဟိုတနေ့ကကြံတဲ့ဝက်သားပေါ့နော်အဲ့ဒီဟာပြီးရင် broccoli ပြုတ်ဒါလည်းမနေ့ကပဲမနေ့ညနေပြုတ်ထားတဲ့ဟာပဲအရွက်နဲ့အဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးစားပါတယ်အဲ့ဒါစားပြီးတော့ရင်ရေနွေးတောက်ပါတယ်ပေါ့နော်ရေနွေးတောက်ပြီးမှတခါလေကျတော့လမ်းလျှောက်ဖြစ်တယ်ခဏနားပြီးမှတခါလေကျတော့လမ်းမလျှောက်ဖြစ်တော့ဘူးပေါ့နော်ဟုတ်ကဲ့ဒါကတော့ real life တို့နေရောက်ရဲ့အလုပ်သွားတဲ့ရက်တွေမှာတော့ဒီလိုမျိုးဟုတ်တယ်ပေါ့နော် routine ကတော့အဲ့လိုမျိုးဟုတ်ပါတယ်ဗီဒီယိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ် bye bye